ကမ္ဘာရွှေဈေးအတက်ဖက်ကိုအားကောင်းနေတဲ့အနေအထားမှာလက်ရှိမှာလည်းကမ္ဘာရွှေဈေးဘယ်လိုတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်ပါလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်ကမ္ဘာရွှေဈေးက4189ဈေးတန်းထိကိုဒါအမြင့်ဆုံးတက်ထားပြီးတော့မှချက်ချင်းဆိုသလိုပဲကျွန်တော်တို့4090ဈေးတန်းထိကိုအနေဆုံးပြန်ဆင်းထားတာကိုဒါတွေ့ရတယ်လက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ4124ဈေးတန်းကိုရောက်နေတာပဲဖြစ်ပါတယ်အဲဆိုတော့ဒီမြင်တွေ့နေရတဲ့အနေအထားမှာလည်းကျွန်တော်ဒီမှာ support ဈေးတန်းဖြစ်တဲ့4100ဈေးတန်းအောက်ကိုဖောက်ချပြီးတော့မှပိတ်နိုင်ခဲ့ခြင်းမရှိသေးပါဘူးဆိုတဲ့အခါကျတော့ကမ္ဘာရွှေဈေးကအကြဘက်ကိုပြန်လာနေပေမဲ့လည်းကျွန်တော်ဆက်ကြဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ4100ဈေးတန်းကိုဆက်ပြီးတော့မှစောင့်ကြည့်ရမယ်4100ဈေးတန်းအောက်ကိုဖောက်မကျနိုင်သေးတဲ့အနေအထားမှာကမ္ဘာရွှေဈေးကပြန်ပြီးတော့မှတက်လာနိုင်ပါတယ်4150ဈေးတန်းနေ4180ဈေးတန်းနေဒါပြီးတော့ဓာတ်ထပ်ပြီးတော့မှတက်မယ်ဆိုလို့ရှိရင်တော့ဒါ4200ဈေးတန်းဝန်းကျင်နေထိကိုအတက်ပြန်ပြီးတော့မှလာနိုင်ပါတယ်ဆိုတော့လက်ရှိအတွက်ကတော့ကျွန်တော်တို့4100ဈေးတန်းကိုစောင့်ကြည့်မယ်ဒီ4100ဈေးတန်းအောက်ကိုဖောက်ကျခဲ့ပြီဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကဒီ4200ဒီ4050ဈေးတန်းဝန်းကျင်နေထိကို retreat ပြန်ပြီးတော့မှလာနိုင်ပါတယ်ဒီ4100ကိုဖောက်မကျနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကအတက်ဖက်ကိုပြန်ပြီးတော့မှအားကောင်းလာနိုင်တယ်4180ဈေးတန်းတွေကိုပြန်ရောက်နိုင်ပါတယ်လက်ရှိ4125ဈေးတန်းဝန်းကျင်နာမှာပဲကျွန်တော်တို့ဈေးကအတက်အကျအလှုပ်ခတ်ငြိမ်နေတဲ့အနေအထားမှာဒီဆိုရင်နေဝယ်ခြင်းရောင်းခြင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ4100ဈေးတန်းဝန်းကျင်နာမှာကတော့မိတ်ဆွေတို့တွေဒါရေတို့အဝယ် order လိုက်လို့ရတယ်4130ဈေးတန်း4140ဈေးတန်းဒီဈေးတန်းဝန်းကျင်တွေမှာတည်ကြတဲ့အမြတ်ကိုမှမိတ်ဆွေတွေနေတဲ့ဒါပိုင်းနိုင်ပါတယ်။ရောင်းချင်တဲ့မိတ်ဆွေတွေအတွက်ကတော့ကျွန်တော်ကတော့ဒီ4100ဈေးတန်းကိုစောင့်ကြည့်စေခြင်းတယ်။ရောင်းဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ4100ဈေးတန်းအောက်ကိုဖောက်ကျလာမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ရေတို့အယောင်း order လိုက်လို့ရမယ်။အဲကျွန်တော်တို့4090ဈေးတန်းဝန်းကျင်နာမှာမိတ်ဆွေတို့အနေနဲ့တည်ကြတဲ့အမြတ်ကိုပဲပိုင်းထားစေချင်ပါတယ်ဈေးအကြဘက်ကိုပြန်လာပြီးမဲ့လေကျွန်တော်ကတော့ဈေးအကြဘက်ကိုတိတ်ပြီးတော့မှမပေးနိုင်သေးပါဘူးကျွန်တော်ကတော့ဒီဝယ်ဖို့ရာအတွက်ပဲပေါ့နော်ဝယ်လို့ကောင်းမဲ့ဈေးတန်းတွေကိုပဲစောင့်ပြီးတော့မှအဝယ် order ဝင်စေချင်ပါတယ်ကျွန်တော်ကတော့ဒီ4100ဈေးတန်းကိုစောင့်ကြည့်စေချင်တယ်4100ဈေးတန်းအောက်ကိုဖောက်မကျနိုင်ဘူးဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတွေနဲ့အဝယ် order လိုက်နိုင်တယ်ဒါ4130ဈေးတန်း4150 4180ဒီဈေးတန်းဝန်းကျင်တွေမှာမိတ်ဆွေတွေအနေနဲ့အမြတ်ပိုင်းဖြတ်ထားနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီနေ့ကတော့4100ဈေးတန်းဝန်းကျင်ကိုစောင့်ကြည့်စေခြင်းနဲ့ဟုတ်ကဲ့ပါကျွန်တော်အခုပြောပြသွားတာတွေကတော့ဤပညာပိုင်းရာသုံးသက်ချက်တွေပဲဖြစ်ပါတယ်ဒီညမှာဆိုလို့ရှိရင်လည်းကမ္ဘာရွှေပေါ်ကိုမှအလှုပ်ခတ်ဖြစ်စေနိုင်တဲ့ဒါ economic data တွေထွက်ဖို့ရှိတဲ့အတွက်ကြောင့်မို့လို့ညပိုင်းချိန်တွေမှာတော့မိတ်ဆွေတို့အနေနဲ့အယောင်းဝယ်တွေကိုဂရုစိုက်စေခြင်းနဲ့ရောင်းတိုင်းဝယ်တိုင်းမှာ TPS ထားဖို့အတွက်ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်နောက်ပြီးတော့အခုကြည့်နေတဲ့မိတ်ဆွေတို့တွေမှာကျွန်တော်ကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေတို့ရှိရဆိုရင်ကျွန်တော်စီမှာတင်နန်းလာရောက်ပြီးတော့မှစုံစမ်းလို့ရပါတယ်တယောက်တည်းတောင်1 by 1သင်ကြားခြင်းတဲ့မိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် Zoom class ရှိမယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော် video သင်တန်းလေးတွေတက်ပြီးတော့မှလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော် video class လေးတွေရှိပါမယ်သင်တန်းအသေးစိတ်ကိုတော့ကျွန်တော်ရဲ့ဒီ Facebook Messenger မှာဖြစ်စေ Viber Telegram ကနေလည်းကျွန်တော်စီမှာ direct ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့မိတ်ဆွေများအဆင်ပြေကြပါစေခင်ဗျာ